တောင်တန်းနေကြမှာရှိတဲ့ရွာငယ်လေးတည်အောင်မှာရွာသားတွေဟာနေဝင်သွားတာနဲ့အပြင်းထဖို့အရန်ကြောက်ရွံ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညဘက်ရောက်ပြီဆိုတာနဲ့တောအုပ်အစွန်းမှာကြောက်စရာကောင်းတဲ့ဝံပလွေကြီးတစ်ကောင်အမြဲပေါ်လာတတ်လို့ပါပဲ။အဲ့ဒီဝံပလွေကြီးဟာရိုးရိုးဝံပလွေမဟုတ်လေ။မှောင်မိုက်နေတဲ့ညတွေမှာတော့ပြာလဲလဲတောက်ပနေတဲ့မြင်လုံးစုံရှိပြီးညအချိန်မှဒါမြင်တွေ့ရတတ်ပါတယ်။ဒီရွာလေးမှာတက်တီရှိတဲ့စိတ်ကြောင်းသားလူငယ်လေးဟမ်ဇာလည်းနေထိုင်ပါတယ်။သူကတော့ရွာသားတွေရဲ့စကားတွေကိုလွယ်လွယ်နဲ့မယုံတတ်ပါဘူး။တညမှာတော့ဟမ်ဇာရဲ့စိတ်တကောင်ဟာတောအုပ်ထဲကိုထပ်ပြေးသွားခဲ့ပါတယ်။ဟမ်ဇာလည်းစိတ်ကိုလိုက်ရှာရင်နဲ့တောအုပ်နားကိုရောက်သွားပါတော့တယ်။ရုတ်တရက်ခြုံပုတ်တကြားကအတန်တချို့ကြားလိုက်ရလို့အဲ့ဒီနေရာမှာရက်လိုက်တဲ့အချိန်မှာမှောင်မိုက်နေတဲ့တောထဲကနေတောက်ပနေတဲ့မြစ်လုံးပြနှလုံးထပ်ပေါ်လာပါတယ်။အဲ့ဒါကတော့ရွာသားတွေပြောနေတဲ့ထူးဆန်းတဲ့ဝံမလွေကြီးပါပဲ။ဟမ်ဇာဟာကြောက်လန့်သွားပေမဲ့ထွတ်မပြေပဲရက်နေခဲ့ပါတယ်။ဝံမလွေကြီးကသူ့အနာကိုဖြည်းဖြည်းချင်းတိုးလာပြီးနောက်ရက်လိုက်ပါတယ်။ပြီးတော့တောအုပ်ထဲကိုဦးတီတီတစ်ခုခုကိုလမ်းပြနေတယ်လို့မျိုးရှောက်သွားပါတော့တယ်။ဟမ်ဇာဟာအန်ရောသွားနေမဲ့ဝံမလွေကြီးနောက်ကိုလိုက်သွားခဲ့ပါတယ်။ခက်လန်းလန့်ကိုရောက်တဲ့အခါမှာတော့တွင်းနဲ့ကြီးတစ်ခုတည်းပြုတ်ကျနေတဲ့သူ့ရဲ့စိတ်လေးကိုတွေ့လိုက်ရပါတယ်။အကယ်၍ဝံမလွေကြီးကလမ်းမပြခဲ့ဘူးဆိုရင်သူကိုယ်တိုင်လည်းအဲ့ဒီတွင်းတွေကိုပြုတ်ကျနိုင်ပါတယ်။ဟမ်ဇာဟာစိတ်လေးကိုချက်ချင်းကယ်တင်လိုက်ပါတယ်။ပြီးတော့သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဝံမလွေကြီးကအဲ့ဒီနေရာမှာမရှိတော့ပါဘူး။နောက်တညမှာဟမ်ဇာဟာအဲ့ဒီနေရာကိုထပ်သွားခဲ့ပေမဲ့ဝံမလွေကြီးကိုရောဘာအတန်ကိုမှမကြားရတော့ပါဘူး။ရက်အနေငယ်ကြားတဲ့အခါမှာတော့ရွာကလူကြီးသူမတွေကအကြောင်းစုံကိုရှင်းပြကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမုတ်ဆိုးတယောက်ဟာတောအုပ်ထက်ကတရိတ်ဆန်လေးလေးကိုကဲတင်ဖို့ကြိုးစားရင်သူ့အသက်ကိုစတေးကြရပူပါတယ်။အဲ့ဒီကလေးကအဲ့ဒီမုတ်ဆိုးရဲ့ဝိညာဉ်ဟာတောအုပ်ကြီးကိုကာကွယ်စောင့်ရှောက်ဖို့ဝံပလွေအတွင်းနဲ့ပေါ်လာတတ်တယ်လို့ဆိုကြပါတယ်။ဒီအဖြစ်အပျက်ကိုကြုံတွေ့ပြီးနောက်မှာတော့ဟမ်ဇာဟာအဲ့ဒီဝံပလွေကြီးကအန်ဒီရမပေးဘူးဆိုတာကိုလုံးဝယူကြည်သွားခဲ့ပါတယ်။ရွာသားတွေကလည်းအဲ့ဒီနေ့ကစပြီးတောအုပ်ကြီးကိုလေးစားတန်ဖို့ထားလာကြပါတော့တယ်။တကယ်တော့တဘာဝတရားရဲ့လူရှုပ်ချက်တွေဟာအမြဲတမ်းကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။တခါတည်းမှာအဲ့ဒီလူရှုပ်ချက်တွေကကျွန်တော်တို့ကိုကာကွယ်ပေးဖို့အတွက်ဖန်တီးထားတာမျိုးလည်းဖြစ်နိုင်ပါတယ်